AR တိုင်းဒေသကြီးမအူပင်ခရိုင်ပန်းတနော်မြို့နယ်မိသက်ဦးစီးဌာနမှကြီးမှုပြီးကျောင်းသားကျောင်းသူများကိုမိဘအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်ပြီးအသိပညာဗဟုသုတများတိုးပွားစေရန်အတွက်မိဘအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေးအသိပညာပေးဟောပြောပွဲနှင့်လက်တွေ့သရုပ်ပြသခြင်းများကိုဒီကနေ့မနက်ပိုင်းကအကယ်ရှောင်ကျေးရွာအရှိခံပညာအထက်တန်းကျောင်းခွဲမှာကျင်းပပါတယ်ပထမဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးနိုင်ဝင်းကအဖွင့်မှာစကားပြောကြားခဲ့ပြီးမြို့နယ်မိသက်ဦးစီးမှုဦးမမဦးကအသိပညာပေးဟောပြောပွဲကျင်းပရခြင်းရဲ့ရည်ရွယ်ချက်နဲ့မိဘအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေးနဲ့ပတ်သက်ပြီးစောင်းရန်ရှောင်းရင်အရှက်များဟောပြောခြင်း EV ကားမီလာမှုနဲ့ပတ်သက်ပြီးဟောပြောခြင်းနဲ့မိသက်စေဘူးဖြင့်မိငိမ့်သက်ရာမှာမိသက်စေဘူးအသုံးပြုခြင်းများကိုစနစ်တကျရှင်းလင်းပြောကြားခဲ့ပါတယ်ဆက်လက်ပြီးအကဲချောင်းကြီးကအရှိခံပညာအထက်တန်းကျောင်းခွဲမှာကျောင်းအုပ်ဆရာမကြီးကကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက်တရောက်လာကြတဲ့ဆရာဆရာမများနဲ့ကျောင်းသားကျောင်းသူများကိုမြို့နယ်မိသက်ဦးစီးဌာနမှတန်ဒီအရန်မိသက်တပ်ဖွဲ့ဝင်များကမိဘလုံခြုံရေးအသိပညာပေးလက်ကမ်းစာဆောင်များဖြန့်ဝေပေးကြပါတယ်ဇလဘီမြို့နယ်မိသက်ဦးစီးမှုနဲ့တန်ဒီအရန်မိသက်တပ်ဖွဲ့ဝင်များကအကယ်ရှောင်းကြီးရွာအရှိခံပညာအထက်တန်းကျောင်းခွဲရှိဆရာဆရာမများနဲ့ကျောင်းသားကျောင်းသူများကိုမိသက်စေဘူးကိုအသုံးပြုပြီးမိငိမ့်သက်နီရေဆိုအပွဲဖြင့်ဖုံးအုပ်ငိမ့်သက်နီနဲ့မိသက်ရင်များဖြင့်မိငိမ့်သက်နီများကိုလက်တွေတရုပ်ပြလေ့ကျင့်ပေးခဲ့ရာကျောင်းသားကျောင်းသူများကစိတ်ပါဝင်စားစွာဖြင့်ပူပေါင်းပါဝင်လက်တွေ့လေ့ကျင့်ခဲ့တယ်လို့သတင်းရရှိပါရရှင်